ရွယ်ရောက်စမက်ဒလင်းဆွမ်ဟာသူမရဲ့မိခင်ကိုလူစီဖာဆာဖင်ကတပ်ဖြတ်တာကိုမျက်မြင်တွေ့ရှိခဲ့ပါတယ်။ဆာဖင်ရဲ့မိသားစုဟာမက်ဒလင်းရဲ့ဖခင်မစ္စတာဝိုက်ကဘလူးဗယ်ရဲ့အမိန့်နဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတာပါ။မက်ဒလင်းကဆာဖင်ကိုဒဏ်ရာရအောင်ပြန်တိုက်ခိုက်ပြီးနောက်ရေခဲကန်ထဲကျသွားခဲ့ပေမဲ့ဆာဖင်ကပဲသူမကိုပြန်ကယ်ခဲ့ပါတယ်။မြေမောက်ခေတ်မှာတော့ Blofeld အဖန်ခံရပြီးတနက်ကြာမှာ Madeline ဟာ James Bond နဲ့အတူအီတလီနိုင်ငံ Madeira ကိုခရီးထွက်ခဲ့ပြီး Bonnie ရဲ့ချစ်သူဟောင်း Vesper Lynn ကိုမေ့ပြောင်းနိုင်ကိုသူမရဲ့ဂူစီကိုတွားရောက်ဖို့တိုက်တွန်းခဲ့ပါတယ်။ Bond အဲ့ဂူကိုရောက်တဲ့အခါဘုံပေါက်ကွဲခဲ့ပြီးမျက်လုံးတုတ်တက်ထားတဲ့ကျေးဆိုင်စစ်တီ Primo ဦးဆောင်တဲ့ Spectre ဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်။ Bond နဲ့အတူထွက်ပြေးနေတော့ Madeline စီကို Blofeld စီကနေဂုံပြူဖုံးခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်။ဒါကြောင့် Bond က Madeline ကိုသူ့ကိုသစ္စာဖောက်တယ်လို့ဆွဆွဲပြီးငါတို့နောက်ထပ်ဘယ်တော့မှမဆုံကြတော့ဘူးလို့ပြောကသူမကိုနှင်ထုတ်လိုက်ပါတယ်။ငါးနှစ်အကြာမှာတော့ Spectre agent တွေဟာ MI6 တပ်ခွဲကန်ကိုထိုးဖောက်ဝင်ရောက်ပြီး MN လက်အောင်မှာလှုပ်ဝက်ထုတ်လုပ်ထားတဲ့ DNA ပိထ Nanobot ဇီဝလက်နက် Project Hercule နဲ့အတူသိပ္ပံပညာရှင် Valdo Obruchev ကိုပြန်ပေးဆွဲသွားပါတယ်။